မြန်မာနိုင်ငံငယ်ဆိုတာနဲ့ဂျပန်လုပ်ငန်းရှင်တွေဘာကြောင့်မြန်မာတွေဆိုသဘောကျကြတာလဲဂျပန်ဘာသာစကားကိုသင်ယူမှုတိုးပွားလာခြင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ယခုနှစ်ပိုင်းအတွင်းဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်ဖို့စိတ်ဝင်စားတဲ့မြန်မာလူငယ်တွေဟာဂျပန်ဘာသာစကားကိုကြိုတင်လေ့လာသင်ယူကြတာများလာပါတယ်ဂျပန်လုပ်ရှင်တွေအတွက်ကတော့ဂျပန်စကားကိုအခြေခံအားဖြင့်ပြောနိုင်တဲ့ဝန်ထမ်းတွေကိုခန့်အပ်ရတာအများကြီးပိုအဆင်ပြေပါတယ်အလုပ်ရဲ့လိုအပ်ချက်တွေကိုရှင်းပြဖို့လုပ်ငန်းခွင်အတွင်းမှာအပြန်အလှန်ပြောဆိုဆက်သွယ်ဖို့ပိုပြီးလွယ်ကူပါတယ်။ဂျပန်ဘာသာစကားတက်ကျွမ်းတဲ့မြန်မာအလုပ်သမားတွေဟာသင်ယူလေ့လာနိုင်စွမ်းလည်းမြင့်မားတာကိုတွေ့ရပါတယ်။ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့တူညီမှုများမြန်မာနိုင်ငံနဲ့ဂျပန်နိုင်ငံမှာဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်တဲ့နိုင်ငံတွေဖြစ်တာကြောင့်ယုံကြည်မှုတူညီတဲ့အချက်တွေရှိပါတယ်။ဒါအပြင်အကြီးအကဲကိုရိုသေလေးစားတဲ့အစဉ်လာစည်းကမ်းကိုလိုက်နာတဲ့အလေးထားတွေဟာလည်းနှစ်နိုင်ငံမှာဆင်တူတာတွေ့ရပါတယ်။ဒီလိုယဉ်ကျေးမှုနဲ့ပတ်သက်တဲ့တူညီမှုတွေကြောင့်မြန်မာအလုပ်သမားတွေဟာဂျပန်လူ့ဖွဲ့စည်းနဲ့လုပ်ငန်းခွင်ဓလေ့ထုံးစံတွေမှာအသားကျဖို့အချိန်သိပ်မယူရပါဘူး။အလုပ်ရှင်တွေနဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့လည်းအဆင်ပြေပြေပေါင်းသင်းဆက်ဆံနိုင်တာကိုတွေ့ရပါတယ်။တည်ငြိမ်အေးဆေးတဲ့မြန်မာလူမျိုးတွေရဲ့စိတ်နေသဘောထားကိုလည်းဂျပန်တွေကသဘောကျကြပါတယ်။လုပ်ငန်းခွင်အပေါ်သစ္စာရှိမှုဂျပန်ကုမ္ပဏီတွေဟာဝန်ထမ်းတွေကိုရေရှည်ခန့်ထားဖို့နဲ့ကုမ္ပဏီအပေါ်မှာသစ္စာရှိနဲ့လုပ်ကိုင်မဲ့သူတွေကိုပိုပြီးအလိုရှိကြပါတယ်။မြန်မာအလုပ်သမားအများစုဟာရောက်တဲ့အလုပ်မှာကြိုးစားစားနဲ့တာဝန်ယူမှုအပြည့်ရှိလုပ်ကိုင်ကြပြီးကုမ္ပဏီပေါ်သစ္စာရှိကြတာကိုတွေ့ရပါတယ်။အလုပ်အပြောင်းလဲမြန်တာကိုဂျပန်ကုမ္ပဏီတွေကသိပ်မကြိုက်ပါဘူး။မြန်မာအလုပ်သမားတွေဟာတည်ငြိမ်စွာနဲ့ရေရှည်လုပ်ကိုင်လို့စိတ်ရှိတာကြောင့်ဂျပန်အလုပ်ရှင်တွေအတွက်ယုံကြည်အားထားရတဲ့ဝန်ထမ်းတွေဖြစ်လာပါတယ်။သင်ယူလိုစိတ်ပြင်းပြခြင်းဂျပန်မှာအလုပ်လုပ်ဖို့ရောက်လာတဲ့မြန်မာအလုပ်သမားအများစုဟာအတွေ့အကြုံသစ်တွေနည်းပညာသစ်တွေကိုလေ့လာသင်ယူဖို့စိတ်အားထက်သန်ကြပါတယ်ဂျပန်ရဲ့လုပ်ငန်းခွင်ကျွမ်းကျင်မှုတွေနဲ့အရေးသွေးတွေကိုအတူယူချင်ကြပါတယ်ဒီလိုသင်ယူလိုစိတ်ပြင်းပြတာကြောင့်ဂျပန်အလုပ်ရှင်တွေဟာမြန်မာဝန်ထမ်းတွေကိုလေ့ကျင့်ပေးတဲ့အခါမှာလွယ်ကူပါတယ်ညွှန်ကြားတဲ့အရာတွေကိုလျင်မြန်စွာနားလည်ပြီးလက်တွေ့အသုံးချနိုင်တာကိုလည်းတွေ့ရပါတယ်ဂျပန်နိုင်ငံရဲ့လုပ်သားအင်အားလိုအပ်ချက်ဂျပန်နိုင်ငံမှာလူဦးရေနည်းပါးလာပြီးအသက်အရွယ်ကြီးရင့်သူတွေများလာတဲ့အတွက်လုပ်ငန်းခွင်မှာလုပ်သားအင်အားလိုအပ်ချက်ကတဖြည်းဖြည်းမြင့်တက်လာပါတယ်။အထူးသဖြင့်လုပ်သားအများကြီးလိုအပ်တဲ့စက်မှုလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းနဲ့ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းတွေမှာဆိုရင်နိုင်ငံခြားသားအလုပ်သမားတွေကိုပိုပြီးအားထားလာရပါတယ်။မြန်မာနိုင်ငံဟာဂျပန်အတွက်လူအင်အားဖြည့်တင်းပေးနိုင်တဲ့အဓိကနိုင်ငံတစ်ခုဖြစ်လာပါတယ်။အရေးချင်းရှိတဲ့မြန်မာအလုပ်သမားတွေဟာဂျပန်နိုင်ငံရဲ့လုပ်ငန်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ဂျပန်အလုပ်ရှင်တွေကပိုပြီးသဘောကျလာကြပါတယ်။ဒီအချက်တွေအပြင်မြန်မာလူမျိုးတွေရဲ့ကြိုးစားအားထုတ်မှုနဲ့စိတ်ရှည်သည်းခံနိုင်တဲ့စိတ်ဓာတ်တွေကိုလည်းဂျပန်တွေကအလွန်တန်ဖိုးထားကြပါတယ်။